ခုဆိုရင်ခြိတက်လာတော့ခြေလျင်စပိန်နေသူများဖြစ်ပါတယ်ခြေလျင်စပိန်နေသူများ Hello ညိုကီတို့ညီမတို့ကျွန်တော်ဒီနေ့မှာတော့စက်တကုန်းသွားမယ်ပေါ့နော်ကျွန်တော်နဲ့အတူတူလိုက်ခဲ့ကြပါဦးညဒီနေ့က10ရောက်ပေါ့နော်စပိန်10စီးရှိမယ်ကျွန်တော်ကား2စီးနဲ့သွားမယ်ဗျ Innocity ရှေ့မှာစုံပြီးကျွန်တော်တို့စားထွက်ခဲ့ကြပါတယ် Let's go လဲကူတာတုံလန်းကနေကျွန်တော်တို့ဘယ်ဘက်ကိုချိုးပြီးတော့သွားခဲ့ပါတယ်ဒီမှာအရှိမကတော့ကျွန်တော်ရန်တက်ကြွနေတဲ့အမကြီး2ယောက်ပါလဲကူဖောင်ကြီးလန်းနဲ့လဲကူတိုက်ကြီးလန်းစုံမှာရှိတဲ့ boss ဆိုတဲ့လက်ဖေးဆိုင်မှာကျွန်တော်တို့ထိုင်နေဒီဆိုင်မှာစပိန်ကြီးချပြီးကျွန်တော်စားထွက်မယ်ပေါ့နော်စားမထွက်ခင်အားရှိအောင်လို့ဒီစမူဇာလေးလဲစားခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့စထွက်ခဲ့ကြပါတယ်မိုးဝင်ရောက်လာတဲ့အခါရိုးမဝဖြတ်ပြန်ရင်ရောက်တဲ့ကိုဦးတီလေဟာတာပေါရရစီမိုင်းကောင်းချီပြန်လေပြီကြိုးကြငဲ့တို့ရဲ့မိုင်းကောင်းချီပြီးစေမျိုးစေ့ရဲ့အမှန်ကူဝလမ်းကြောင်းမှရွေးချယ်ခြင်းညာနေတက်လို့မကောင်းရင်မွေးဖွားရရစီမိုင်းတောင်ချီပြန်နေကြိုးပြန်တဲ့ချိုးလေးချီလာစဉ်ကြံရစ်ပြီးဆုံးဖြတ်ချက်ကူချမယ်ရှုံးနဲ့အောင်မြင်ခြင်းဟာနေလာရင်လည်း4ကီလိုမီတာလောက်မှာကျွန်တော်တို့ခဏနားတယ်ဒီထီတော့ okay နေသေးရဲ့ဗျလိုက်ခဲကြပါဦးဗျချင်းနေဝင်ရောက်လာပြီးရင်အားဆိုင်မျောလိုက်နေမိုင်းထောင်ချီပြန်လေပြီကြိုးကြငဲ့တို့ရဲ့မိုင်းထောင်ချီခရီး10ကီလိုမီတာလောက်ရောက်တော့ရှူခင်းတွေအရမ်းမိုက်တယ်ဗျတကယ်ပြောတာကျွန်တော်အဲ့ဒါနဲ့စပိန်ကိုတွန်းပြီးရှူခင်းတွေကိုကျွန်တော်တဝါကြီးခံစားခဲ့ပါတယ်ဆိုရင်ခြိတက်လာတော့ခြေလျင်စပိန်နေသူများဖြစ်ပါတယ်ခြေလျင်စပိန်နေသူများ12ကီလိုမီတာလောက်မှာမိုးရရင်ရလို့ကျွန်တော်ကင်မရာဆက်ရိုက်လို့မရတော့ဘူးเนาะမိုးတွေလည်းရွာစပိန်ကလည်းကျွန်တော်တိတ်နင်းလို့မကောင်းတော့တယ်ကျွန်တော်ပြန်လှည့်ခဲ့ပါတယ်စုံထီတော့မရောက်ခဲ့ဘူးပေါ့ဗျာကိုစွမ်းလောက်တော့ကိုကြောင်းစားခဲ့ပါတယ်ထိတ်ဆုံးတိမရောက်ခဲ့ရတော့အလေအလတ်တော့မကပါတယ်စိတ်ပေါက်လောက်တော့ကိုလိုက်ပြီးမလုံနိုင်ဘူးတလောက်နဲ့မှမချင်နိုင်ရင်ရှုံးပေးဖို့ဝဲကြံတော့တယ်ဒီထက်ပိုပြီးမဲ့အလိုကိုမဖြေနိုင်ဘူးဒီချက်ပိုပြီးမဖြစ်နိုင်ဘူးမတတ်နိုင်ဘူးဘိုက်ကမှန်ရင်စက်တကုန်းနေမှုရမယ်ဆိုရဲစာဆိုတိုင်းကျွန်တော်ဒီရောက်ပြီးတော့မှအဆုံးထိမနေနိုင်တဲ့အတွက်ကျွန်တော်တိတ်ပြီးတော့မကျေနပ်ဘူးဗျအားနဲ့ကျွန်တော်ကားယူပြီးထွက်ခဲ့တယ်ခင်ဗျာလမ်းမှာတော့အဆုံးထိနေပြီးပြန်လာတဲ့ညီလေးတွေကိုတွေ့တော့ကျွန်တော်တို့စပိန်ကိုတင်ပြီးတော့စက်တကုန်းကိုကျွန်တော်ပြန်သွားတယ်ခင်ဗျာကားနေဖြစ်ပါတယ်
ခီးစဉ်လေးကအမှတ်တရတွေအများကြီးနဲ့အရန်ပျော်စရာကောင်းတဲ့ခီးစဉ်လေးတစ်ခုဖြစ်ပါတယ်။မရောက်ဘူးသေးတဲ့ဘိုက်ကာတွေလည်းသွားနေကြည့်ကြဖို့ကျွန်တော်ဒီကနေအကြံပေးချင်ပါတယ်။ကျွန်တော်မိုးကိုရင်လည်းကျွန်တော်ခောက်ထပ်သွားအောင်မယ်ဗျ။ နောက်ထပ်လာခြင်းလာပါမထူးဆန်းတော့ပါ နောက်ရက်တွေမှာဘယ်သွားမယ်ဗာစားမယ်သိရအောင်လို့ထုံးစံတိုင်းပဲကျွန်တော် page ကို like and follow လုပ်ထားဖို့တော့လိုအပ်ပါလိမ့်မယ်ခင်ဗျ။ Okay thank you ပါညိုခီတို့ညိုမတို့ အပြည့်မတင်ရဲ့ပါနောက်ထပ်လာခြင်းလာပါမထူးဆန်းတော့ပါနှလုံးသားထဲမှာဒီတန်ရာတွေဟာဝရှိလို့သာခံစားခဲ့ရတာဘယ်သူကိုမှလည်းအပြည့်မတင်ရဲ့